ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူဒီပူစောနွေးချင်တဲ့ပြန်နွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒူဒီချစ်စစ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပဲကျွန်တော်တို့အစီအစဉ်လေးကိုစရအောင်အဲ့တော့ထုံးစံတဲ့အစီအစဉ်လေးမစခင်ပါအဖွဲ့ဝင်တွေတော့ပြောကြတဲ့ခုရှိတာကကျွန်တော်ပေးထားတဲ့ဟုမှုကြစာတို့ပတ်တိတစ်လုံးနဲ့ main or 3ကွက်ကိုပဲအာရုံစိုက်ပြဒီထဲမှာနေတဲ့ထဲကြိုက်တယ်ဆိုလို့ရှိရင်တစ်ကွက်ကောင်း main or ကွက်တွေကြိုက်တယ်ဆိုရင်ယူဆော့ဟုတ်ပြီလားတကယ်ဒီအတိကတော့ကျွန်တော်ပေးထားစာတို့ပိတ်တစ်လုံး main or 3ကွက်ကိုအာရုံစိုက်စေချင်တယ်အဲ့တော့နားလည်နေတယ်နော်အဖွဲ့ဝင်တွေအနေနဲ့ဆိုတော့ကကျွန်တော်တို့နော်အစီအစဉ်လေးကိုစကြတယ်ဒီနေ့မှာဆိုရင်ဖြစ်နော်မနေ့ဈေးမှာဆိုလို့ချင်းကျွန်တော်တို့အကောင်းဆုံးနေနဲ့ latest ဆိုထွက်သွားခဲ့ပြီဗျဟုတ်ပြီလားအဲ့တော့ဘိုးလေးအောင်ပွဲခံနိုင်လဲဆိုတော့အပြင်ကျွန်တော်အကောင်းဆုံးချပြပေးပါမယ်အဲ့တော့ဈေးနေ့မစခင်မှာထုံးစံတိုင်းကျွန်တော်တို့ရှေ့ဦးသွားပြလက်10ပြထိပ်ပါမို့ဗျကျွန်တော်တို့ချစ်မိတ်ဆွေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့နေ့တိုင်းစီစဉ်လေးကိုစရအောင်ဗျဆိုတော့ကကျွန်တော်တို့เนาะဒီနေ့အင်္ဂါနေ့မနက်7:00နာရီတမိနစ်ဈေးမှာဆိုရင်ဖြစ်အကောင်းဆုံးเนาะlatest ဆိုထွက်သွားခဲ့ပြီဗျကျွန်တော်ရဲ့အကောင်းဆုံး4ဖိုင်တစ်လုံး4ပတ်တိအောင်မြင်သွားခဲ့ပြီကျွန်တော်ရဲ့နေ့တမိုင်းလေးနဲ့အောင်ပွဲခံနိုင်လိမ့်မယ်လို့ထင်တယ်ဗျဟုတ်ပြီလားကျွန်တော်ဒီမနေ့အမှားဆုံးရေးပေးထားတဲ့4ပတ်တိဗျ4ပတ်တိမှာကျွန်တော်ကပ်ပေးထား40နဲ့တင်နေမှာlatestဆိုပြီးပြောင်းသွားခဲ့တယ်ဗျဟုတ်ပြီလားအဲ့တော့40ဆိုရင်ကျွန်တော်တို့2သီးစားရမယ်မရောက်ကွက်လိုက်ရမှာပါတိလိုက်ရမယ်ဆိုတော့ကကျွန်တော်တို့40ဖြစ်သွားတဲ့ကြောင့်မို့လို့ကျွန်တော်တို့ဒီ4ပတ်တိတစ်လုံးမှာအောင်ပွဲခံနိုင်ခဲ့ပြီဗျအဲ့တော့စိတ်တမကြနဲ့ပတ်တိတစ်လုံးရလို့ရှင်မနေဘူးဟုတ်ပြီလားညနေမှာပြကျွန်တော်အကောင်းဆုံးချပြပေးသွားအောင်မယ်အနီးကဆုံးချပြပေးသွားမယ်ဗျအဲ့တော့ကျွန်တော်ဖွဲ့ဖွဲ့နေတဲ့တမိုင်းတခြားလက် view site ပါဗီဒီယိုလေးကိုဆုံးအောင်ကြည့်အသေးလေးတွေပြီးပြ comment လေးတွေဝင်ရင် share လို့ share နဲ့ကူညီပေး subscribe မလုပ်တဲ့မိတ်ဆွေများခါ subscribe လုပ်သွားမယ်ဗျဟုတ်ပြီလားဆိုတော့ကကျွန်တော်တို့အကောင်းဆုံးနေနဲ့ကျွန်တော်သင်ချပြပေးသွားတဲ့ကျွန်တော်ဖွဲ့နေအားလုံးတခြား like မှာဗျဟုတ်ပြီလားကျွန်တော်တို့ကနန်းလေးကိုစောင့်များအဲ့တော့ကျွန်တော်တို့ဒီနေ့နော်23ရက်12လ2025အင်္ဂါနေ့ညနေ4:00နာရီကမှဆိုရင်အကောင်းဆုံး1 G တစ်စုံ K တစ်စုံ main or တစ်ကွက်ကောင်းလာမယ်ဗျအဲ့တော့တခြားလည်း view site ပါဗီဒီယိုလေးစောင့်ကြည့်ဗျဟုတ်ပြီလားဘာရသွားမလဲဆိုရှင်အကောင်းဆုံးနေကျွန်တော်ဘက်က1 G တစ်စုံရမယ် K တစ်စုံရမယ်တစ်ကွက်ကောင်းရမယ်ဟုတ်ပြီလားအဲ့တော့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်စေချင်တယ်ဘာကြောင့်လဲဆိုတော့ကနော်မနက်ပိုင်းမှာနည်းနည်းပဲအောင်ပွဲခံနိုင်ခဲ့တယ်လို့မနက်ပိုင်းမှာပါတီလေးပဲအောင်ပွဲခံနိုင်ညနေပိုင်းမှာအောက်ကွက်ကလေးပါပါချင်တယ်ဆိုတော့မိတ်ဆွေများကတော့ထွေးလို့မဟုတ်ဗီဒီယိုလေးစောင့်အောင်ကြည့်တာဟုတ်ပြီလားကျွန်တော်အကောင်းဆုံးထပ်ပြပေးသွားမယ်အစွမ်းကုန်ထပ်ပြပေးသွားတဲ့ကြောင့်မို့လို့တခြားလေး view site ဗျနော်အဲ့တော့ကျွန်တော်တို့ကနန်းစီစဉ်လေးကိုစမယ်ဗျအဲ့ဆိုတော့ကကျွန်တော်23ရက်12လ2025အင်္ဂါနေ့ညနေ4:00နာရီကမှဆိုရင်အကောင်းဆုံး1ချိန်ဒီနဲ့sorry အကောင်းဆုံး1ချိန်ဒီခွန်9 1ချိန်ဗျနော်ကျွန်တော်1ချိန်ဒီခွန်9 1ချိန်နော်ခွန်9 1ချိန်ဆိုခြင်းကြောင့်မထင်ပါဆိုတဲ့ key စုံဒီ380 383ဆိုတဲ့ master key အကောင်းဆုံး key ညချပြပေးသွားမယ်ဟုတ်ပြီလားအဲ့တော့နားလဲလိမ့်မယ်ထင်တယ်ခင်ဗျအဲ့တော့တခြား like မှာပါဗျကတ်တဲ့မိတ်ဆွေများကအဆင်ပြေသွားပြီခွန်9 1ချိန်ကိုကျွန်တော်380နဲ့ကတ်မယ်ဆိုလို့ရှိရင်ကတ်တဲ့မိတ်ဆွေတကအဆင်ပြေတယ်မကတ်တဲ့မိတ်ဆွေများကကပ်ပြပေးသွားမယ်ဟုတ်ပြီလားအဲ့တော့တခြားလေး view site ဗျဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ခွန်9 1ချင်းဆိုခြင်းကြောင့်မဖြစ်ပါဆိုတဲ့ဒီဆိုရင်380ဆိုခြင်းကြောင့်နော်ကျွန်တော်တို့ဒီခွန်3ဖြစ်မယ်ခွန်8ဖြစ်မယ်ခွန်20ဖြစ်မယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့6ထိပ်ချင်းနေဆိုလို့ရှိရင်ခွန်နဲ့ပတ်သက်တဲ့ကဏ္ဍ3ကွက်နော်ခွန်3ခွန်8ခွန်9ဟုတ်ပြီလား6နဲ့ပတ်သက်တဲ့ကဏ္ဍ6 3 9 8 90စုစုပေါင်းကဏ္ဍ6ကွက်အဲ့ဒီမှာတစ်ကွက်ကောင်းဒီကျွန်တော်ကြိုက်ဆုံးတစ်ကွက်ကောင်းဒီနော်ညနေပိုင်းမှာညီကိုကောင်းဆုံးကြိုက်တဲ့ကြောင့်မလို့1နှစ်ဗျနားလိုက်နေမထိုင်တော့တစ်ကွက်ကောင်းဒီ1နှစ်ပါတီတစ်လုံးတော့ထွေးလို့မဟုတ်တော့ကျွန်တော်မနေ့ကပေးထားတယ်မို့4ပါတီလောက်အောင်မြင်သွားခဲ့ပြီညနေပိုင်းကျွန်တော်အကောင်းဆုံးပါတီနှလုံးပေးထားတာမှာခွန်9ပါတီနှလုံးပေးတာခွန်ပါတီ9ပါတီမှာကျွန်တော်အကောင်းဆုံးပေးထားတဲ့ပါတီနှလုံးဒီပါတီနှလုံးမပတ်နိုင်တဲ့မိတ်ဆွေများတော့ကိုကျွန်တော်ဒီအကောင်းဆုံးပါတီလုံးချက်ပြပေးသွားမယ်နော်အဲ့ဒါဒီညနေပိုင်းမှာအကောင်းဆုံးပါတီတစ်လုံးဒီခွန်ပါတီဗျာနားလိုက်လိမ့်မယ်ထင်တယ်နော်ကျွန်တော်ကနန်းဒီအစိမ်း6လုံးကြာသွားပြီနောက်ထပ်တစ်လုံးကြာဖို့လည်းတော်တော်ခင်းနေတိုးတော်ညာလဲကျွန်တော်ဒီအကောင်းဆုံးပါတီတစ်လုံးဒီခွန်နားလိုက်လိမ့်မယ်ထင်တယ်နော်ဆိုတော့ကကျွန်တော်ဒီအကောင်းဆုံးချက်ပြပေးထားတဲ့ကြောင့်မလို့ကျွန်တော်ဖွဲ့နေနေတဲ့တမားရဲ့ channel view site ပါဗျာအဲဆိုတော့ကျွန်တော်တို့မဝဲလဲမှာပါပဲဒုဝဲလဲဒီမှာဘာကုန်မှာလဲစိုးရင်ရတယ်ဗျကျွန်တော်တို့ဒီပွဲမှာရှိတနင်္လာနေ့ရစပြီးတော့ကျွန်တော်တို့အောင်ပွဲခံနိုင်ခဲ့တာပဲရှိသေးတယ်เนาะအရှုံးဆိုတာမရှိသေးပါဘူးတိုးတော်ညာလဲအမြန်နေတာတော့ရှိလိမ့်မယ်ဗျဟုတ်ပြီလားဘာကြောင့်တမင်ဩကမပါဘူးပတ်တီးပဲပါတော့ကြောင့်မလို့ကျွန်တော်တို့အနေငယ်တော့အမြန်နေလိမ့်မယ်ဆိုတော့ကကျွန်တော်ဒီဆွမ်းကုန်ကြိုးစားပေးနေတဲ့တော့ကြောင့်မို့လို့เนาะမရောက်ကလည်းပါအောင်ကျွန်တော်ရဲ့ဆွမ်းကုန်ကြိုးစားပေးနေတယ်တိုးတော်ညာအနေငယ်လုံးချုံရှိပါတီးခံဗျဟုတ်ပြီလားကျွန်တော်ဒီအကောင်းဆုံးချက်ပြပေးတဲ့ကြောင့်မို့လို့ကျွန်တော်ကနန်းဒီမရောက်ကမပါသေးတဲ့ပါတီးအမြန်တော့အောင်နေသေးတာပဲအဲ့တော့စိတ်တလည်းမကြနဲ့လာမလျှော့နဲ့ဗျပါတီနှလုံးမပတ်တဲ့မိတ်ဆွေမျိုးကကျွန်တော်ပြောလို့ခွန်တလုံးအမာဆုံးပါတီဒီခွန်ပါတီဗျဆိုတော့ကကျွန်တော်ဗီဒီယိုလေးကိုစောင့်ကြည့်သေးလေးပြီး like share လေးလုပ်သွားမယ်ဗျဘာဖြစ်လို့ share လို့ share နဲ့ကိုညီပေးအသေးလေးပြီး comment လေးတွေဝင်ငါတူငါမှငါသားချစ်တောက်ဆိုတဲ့မိတ်ဆွေများကတော့ထွေးပြီးပြောကြမလို့ကျွန်တော်ဖွဲ့ဝင်နေနဲ့အသေးလေးပေးသွားမယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်ကဏ္ဍလေးနောက်ခပ်ပြန်သွားလိုက်အောင်ဗျဟုတ်ပြီလားကျွန်တော်တုတ်ပဲသွားမယ် share ရေးတင်မလို့တော့ဘူးဟုတ်ပြီလားအဲ့တော့ကျွန်တော်ဆိုတော့ကကျွန်တော်23ရက်12လ2025အင်္ဂါနေ့ညနေ4:00နာရီခွဲမှာဆိုပြီးအကောင်းဆုံးဂီတစုံလေးခွန်9အကောင်းဆုံး1 G တစုံလေးခွန်9
ဟုတ်ပြီလားခွန်ပတ်တီကိုပတ်တီအကောင်းဆုံးဂီတစုံဒီ380 383ဆိုတဲ့ဂီတစုံနဲ့ကတ်မယ်ဗျာဆိုတော့ကျွန်တော်ခွန်ကို1 chain ဆိုခြင်းကြောင့်เนาะ380ဂီနဲ့ကတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခွန်ထေးစီနဲ့3ကွက်ပါမယ်ကိုထေးစီနဲ့3ကွက်ပါမယ်အဲကြောင့်ခွန်ထေးစီနဲ့ခွန်နဲ့ပတ်သက်တဲ့3ကွက်ကျွန်တော်ချပြပေးသွားမယ်တခြား live မှတ်ဗျာဟုတ်ပြီလားခွန်ထေးစီနဲ့ပတ်သက်တဲ့ပတ်တီခွန်ထေးစီနဲ့ပတ်သက်တဲ့ခဏ3ကွက်ဒီခွန်3ခွန်8ခွန်90ဟုတ်ပြီလားကိုပတ်တီနဲ့ပတ်သက်တဲ့ခဏ3ကွက်က93 98 90စုစုပေါင်းခဏ6ကွက်ခွန်ပတ်တီကိုပတ်တီเนาะပတ်တီနှလုံးမှာပတ်သက်တဲ့မိတ်ဆွေများအကောင်းဆုံးပတ်တီဒီခွန်ပတ်တီဗျညနေပိုင်းမှာအကောင်းဆုံးအင်္ဂါနေ့ညနေမှာအကောင်းဆုံး4နာရီကွက်မှာအကောင်းဆုံးပတ်တီခွန်ပတ်တီမင်းရောတစ်ကွက်ကောင်းအောင်ထွေးလို့ညနေမှာအကြိုက်ဆုံးညီကိုတစ်ကွက်ကောင်းသည်1နှစ်ဗျဟုတ်ပြီလားအဲ့တော့နားလဲလိမ့်မယ်ထင်တယ်เนาะကျွန်တော်ဖွဲ့ဝင်သမားတွေရောနေတဲ့သမားတွေရောကံအောင်ရင်နဲ့ရှင်ကြပါလောဘမကြည့်ပါနဲ့ဗျကျွန်တော်ဒီဆန်းကုန်စူးစမ်းပေးတဲ့ကြောင့်မို့လို့ကျွန်တော်ဖွဲ့ဝင်သမားနေတဲ့သမားတွေရောမျိုးမျိုးကျွန်တော်ရားစေခြင်းတဲ့ကြောင့်မို့ကျွန်တော်ဆန်းကုန်စူးစမ်းပေးနေတယ်ဆိုတော့ကနားလဲလိမ့်မယ်ထင်တယ်အနေငယ်လွှတ်ချုံးရှင်တော့တီးခံဗျကျွန်တော်ဒီ3ချိန်မှာညနေနဲ့ဆိုလို့ရှိရင်ကျွန်တော်4ချိန်မှာကျွန်တော်3ချိန်မရှိပါသေး3ချိန်မှာကျွန်တော်ဒီပါတီနှလုံးအောင်ထားပြီးသွားပြီနော်နေတဲ့သမားတွေတော့ကိုပါတီမြဲတမ်းပါတယ်မင်းဟုတ်ကမပါသေးဘူးအဖွဲ့ဝင်သမားတွေတော့လည်းပါတီရအောင်သွားပြီဆိုတော့ကနားလဲလိမ့်မယ်ထင်တယ်ကျွန်တော်ဒီအကောင်းဆုံးဆွမ်းကုန်စူးစမ်းပေးနေတယ်တိုးတော့ညာလဲနော်မင်းအောက်ခွက်တွေမပါသေးဘူးကျွန်တော်ဒီဆွမ်းကုန်ကြိုးစားမလဲကျွန်တော်အောက်ခွက်ပေါက်ခွက်တွေပါသေးဗျာနော်ကန်နဲ့ကျွန်တော်ပိုစော်နဲ့အကျိုးတူလို့အောက်ခွက်ပေါက်ခွက်တွေပါကြပါဆိုတော့အများနဲ့ဆူတောင်းပေးတယ်အများနဲ့လည်းဆူတောင်းပေးနေတယ်ကျွန်တော်အဲဒါကြောင့်မို့လို့ကျွန်တော်ဒီဆွမ်းကုန်ကြိုးစားမတဲ့ကြောင့်မို့လို့ကျွန်တော်ဒီတင်းမှာမင်းအောက်ခွက်တွေမပါသေးဘူးပါတီတွေပဲပါသေးတဲ့ကြောင့်မို့ကျွန်တော်ဒီအောက်ခွက်ပါအောင်ကျွန်တော်ဒီဆွမ်းကုန်ချက်ပြပေးနေတယ်ဗျာအဲ့တော့တခြားလေးခရူးဆိုင်စေချင်တယ်စကားပြောနေလေအမှားပိုင်ခွင့်လို့ဗျာဟုတ်ပြီလားကျွန်တော်ဒီတားပြီးတော့ဒီတားကြီးပြောတာလောရတဲ့ကြောင့်မလည်းအမှားငယ်ပါသွားရင်တော့ဒီခံခွင့်လို့ပြီးတော့ကြည်ပေးစေချင်တယ်ကျွန်တော်ဒီအကောင်းဆုံးခဏချက်ပြပြီးသွားမယ်ဗျာမိတ်ဆွေများတော့ကကြိုက်နှစ်တက်တဲ့ဆိုလို့ရှိရင်လိုက်ထိုးလိုက်မကြိုက်နှစ်တက်တဲ့မိတ်ဆွေများကတော့ကြော်ပါလို့ရတယ်ဆိုတော့ကကျွန်တော်ဒီအကောင်းဆုံးချက်ပြပြီးသွားမယ်နောက်ဆုံးတစ်ခေါက်အနေနဲ့ကျွန်တော်တို့ဗီဒီယိုလေးကိုမရက်ခင်မှာနောက်ဆုံးတစ်ခေါက်ညခဏတစ်ခေါက်ထပ်ပြောပြမယ်ဟုတ်ပြီလားအဲ့ဒါဆိုတော့ကကျွန်တော်တို့ခဏတစ်ခေါက်သွားရအောင်ဗျာကျွန်တော်တို့23ရက်12လ2025အင်္ဂါနေ့ညနေ4နာရီကမှဆိုအကောင်းဆုံး1 chain တစ်စုံဒီခွန်ကို1 chainကျွန်တော် master key မထီးမဖတ်ဆို key စုံ380 383ဆိုတဲ့ key စုံနဲ့ကတ်မယ်ကိုမှပတ်တီတစ်လုံးကိုမှလုံးမိုင်တစ်လုံးရှိရနှလုံးရှိဖြစ်ဆိုရင်ကျွန်တော်ရဲ့380 key နဲ့ကတ်လို့ရတယ်ခင်ဗျဟုတ်ပြီလားမကြိုက်နေတဲ့မိတ်ဆွေများကျွန်တော်ခဏကိုမကြိုက်တာပါကျွန်တော် key ကိုမကြိုက်တာပါဆိုတော့ကျွန်တော်1 chain ကိုမကြိုက်တာပါဆိုတဲ့မိတ်ဆွေများကျွန်တော်ပြတဲ့ခဏလေးလိုက်ဆော့ဗျာဟုတ်ပြီလားကျွန်တော်တို့အစီအစဉ်လုံးစမယ်ခွန်ကို1 chain ဆိုရင်မထီးဖတ်ဆိုတဲ့ key စုံဒီ380ဟုတ်လား383ဆိုတဲ့ key နဲ့ကတ်မယ်ဆိုရင်ကျွန်တော်ခွန်ရှည်ကြီးနဲ့3ကွက်ဖြစ်မယ်9ထစ်ကြီးနဲ့3ကွက်ဖြစ်မယ်9နဲ့ထိုးရမယ်3ကွက်ခွန်နဲ့ထိုးရမယ်ခဏ3ကွက်အဲ့တော့ခွန်3ဖြစ်မယ်ခွန်8ဖြစ်မယ်ခွန်90ဖြစ်မယ်93ဖြစ်မယ်90ဖြစ်မယ်98ဖြစ်မယ်ဟုတ်ပြီလားနားလေးလေးမထင်နဲ့နော်စုစုပေါင်းကဏ္ဍ6ကွက်เนาะအဲ့ဒီမှာပတ်တိနှလုံးမှာခွန်9ပတ်တိနှလုံးမှာပတ်နေတဲ့မိတ်ဆွေများအမှားဆုံးပတ်တိတော့ညနေပါမှာခွန်ပတ်တိဗျာဆိုတော့ကနားလေးလေးမထင်နဲ့နော်တစ်ကွက်ကောင်းဒီထွေလို့မဟုတ်ပါကျွန်တော်ညီကိုကြားတဲ့ကျွန်တော်ညနေပါမှာအကောင်းဆုံးညီကိုကြားလိုက်မယ်လို့လည်းထင်လိုက်တော့အကောင်းဆုံးညီကိုတစ်ကွက်ကောင်းဒီ1နှစ်နားလေးလေးမထင်နဲ့နော်အဲ့တော့ကဏ္ဍလေးကျွန်တော်ဒီလောက်တည်းပဲဆုံးသက်ခြင်းနဲ့ဗီဒီယိုလေးတွေတော့ပဲဆုံးသက်ခြင်းနဲ့ဆိုတော့ကျွန်တော်ဖွင့်မယ်အားလုံးပူဇော်နဲ့ကန်ဒီလိုချိုးပေးပါစေရှူတင်ကြောက်တတ်ပါတာများဒီလိုက်တို့တက်ကြပါဘာလဲခလုံးမတိစုံမညီပဲဘေးရန်တွေကင်းဝေးကြပါစေအများနဲ့ဆူတောင်းပေးတယ်နော်စိတ်သွားနဲ့ကိုယ်ပါလောဝဆန္ဒမှာပြေဝကြပါစေဗျာအဲ့တော့ကျွန်တော်ဗီဒီယိုလေးတန်းတော့ပဲရက်ချင်တယ်ဟုတ်ပြီလားအဲ့တော့ကျွန်တော်ဖွင့်မယ်တမန်နေတဲ့တမန်တွေနှုတ်ဆက်ပေးလောက်နေပဲကျွန်တော်ဖွင့်မယ်တမန်နေတဲ့တမန်လူတူတယောက်ပုဂ္ဂိုလ်တူစီတိုင်းနော်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံကြပါစေတောင်းပေးကျွန်တော်စီစဉ်လေးရအောင်ဗျာ